ကျန်တကအလေးမှမြေပဲယူတိတ်ဆိုတိတ်ဂျိတ်အော်ဒါအငွေ့ကြီးပဲ အဲ့လိုမျိုးကျွန်တော်ဘယ်တော့မှမစင်စားဘူးဗျဟုတ်အဲ့လိုမျိုးပြီးတော့ကိုနီတိုးကျွန်တော်ဒီထဲမှာဟိုအဲ့လိုအပြိုင်တရုပ်ဆောင်ကြတယ်လို့လည်းမတွေးပါဘူး ဇက်ကောင်ကလောက်ရတယ်ပေါ့နော် ကျွန်တော်တို့ကတဒံလုံးတရုပ်ပေါ်ဖို့အတွက်တယောက်နဲ့တယောက်ဖိမကူရတဲ့လူမျိုးတွေပါအဲ့တော့ဟိုဒီကားကိုကြိုက်ပြီဆိုရင်ဒီထဲမှာပါတဲ့လူတွေအားလုံးရဲ့ဟိုလောက်ဆောင်ကြတဲ့ဆိုင်တာမအူဆုံးကျေးဇူးတင်နေတာကတော့ဟိုကိုနေတိုးရဲ့ဒိုက်တာကိုစုံရဲ့ပြီးတော့ပရိုဂျူဆာတင်းရဲ့ပေါ့နော်ကျွန်တော်တို့ပေါ်လိုက်ပြောက်လိုက်ကောင်ဟိုတတိတရားရှိပြီလို့ပေါ့အဲကြောင့်ဟိုကျေးဇူးတင်ရပါတယ်ပြီးတော့ပြည်သက်ကြီးကိုပြောချင်တာလည်းအများကြီးကြိုးစားပေးထားပါတယ်လို့ရှိပေးပါဟုတ်ပြည်သက်တွေကိုလည်းအဲ့လိုတစ်ခါပေါ်လာကြဖြစ်နေတာမျိုးလည်းသိခံပေးပြီးတော့အခုချိန်ကြီးအားပေးပြီးတာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကိုနဲ့မတွေ့ခင်တုန်းလားနဲ့ပေါ့နော်အခုတရုပ်ဆောင်တာဒါတဖြည်းဖြည်းနဲ့ဒီဘက်ခေတ်မှာကပို့ပြီးတော့ကို့မျိုးသားမလို့တော့မဟုတ်ဘူးup to date တော့သူတဖြည်းဖြည်းပေါ့နော်ခေတ်နဲ့အညီပေါ့နော်အဲ့လိုမျိုးလေးလုံနိုင်တာလေးတွေ့တော့လေသဘောကျပါတယ်အရင်တော့သဘောမကျဘူးအခုမှသဘောကျလာတယ်ဆိုသဘောမှရှိတယ်အရင်တော့အရင် item ပေါ့နော်အခုက up to date item ဆိုလည်းပဲသူလုံနိုင်တာလေးတွေ့ရတော့လေကိုဝမ်းတောင်မိရပေါ့နော်ဟုတ်အဲ့ဒါကျတော့ character မတူဘာမှမဆိုင် character မတူတော့မတူပဲပေါ့နော်မတူပဲပြတာပေါ့အဲ့လိုပဲပြောဒီဘက်ကျောက်ချိန်မှာတဲတလုံးပဲပိုင်တာ၄ယောက်ပေါင်းမှာမားတဖေးသားပေါ့အစောပွားမျိုးရိုးပေါ့တခုတော့ရှိတာပေါ့ကျွန်တော်တို့ဟိုနောက်ပိုင်းဟိုစက်ပစ္စည်း lighting ဘာညာတွေအဲ့လိုမျိုးတွေအသစ်တွေပေါ်လာတဲ့ဟာမျိုးတွေကျွန်တော်မသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လို့တော့ကျွန်တော်နေ့တိုင်းတော့လေ့လာနေတာပါဟောဟိုကိုနေတို့နဲ့အမတ်တရားဟိုယူလဲအားနာပါတယ်အဲ့ဟိုဘလော့အရတော့ဇလန်းထဲမှာတာတုံးကဟိုငတိုးကိုကြောက်ချခြင်းတဲ့အနေနဲ့ငတိုးမြင်းမခွနေတဲ့အချိန်မှာမြင်းကိုရိုက်လိုက်တာပေါ့နော်နောက်ကအဲ့ဟာကျွန်တော်အခုတောက်လျှောက်ရိုက်ခဲ့သမျှတဲမှာအဲ့စင်ရိုက်တာအကြာဆုံးပဲကျွန်တော်အဲ့ဒီမှာကြားနေတာကျွန်တော်မြင်းကိုမရိုက်ရဘူးဖြစ်နေတာဒီကောင်ငါပြင်းရိုက်လိုက်ရင်လေဒီကောင်ငါ့ကိုရင်ဝါကိုစောင့်ကန်ပလိုက်အောင်အဲ့ဒါကြီးပဲဖြစ်နေတာကျွန်တော်နောက်ဆုံးကိုကြီးကဖေအောင်မင်းကိုမကန်ဘူးတဲ့သိချာတဲ့စောတဲ့ဆိုမှအဲ့နဲ့ရိုက်လိုက်တာဟာငါတို့ဟာမင်းတို့မလုပ်တာလားကျွန်တော်ကျင်းတူးမလို့ယောက်ျားလေးကျင်းတူးမလို့ပါနဲ့အဲ့တော့ကိုယ့် item ကိုတိတ်ညို့ရိုက်လိုက်တဲ့ item တိတ်ပြီးတော့သဘောမကျဘူးလားဖြစ်နေစိတ်ကြမှာလေအဲ့လိုဟိုပနာတာများပေါ်နေသလားမသိဘူးဆိုအမှန်တော့ကိုယ်စော်ထွက်လိုက်ရမှာအဲ့လိုမျိုးပေါ့နော်အဲ့ဒါလေးတော့အမှတ်တရပေါ့ဟုတ်ဘယ်နှချိန်လောက်ခင်နေလဲရတာဒီ၅ချိန်ပဲဗျဟုတ်အဲ့လိုချိန်တွေတော့အဲ့လိုမျိုးပေါ့နော်ဟုတ်နောက်ကျရင်စောက်ကလေးနဲ့မှတ်ထားပါမယ်ဗျာဇက်သိန်းကြရင်တော့ဒီထဲမှာလည်းကျွန်တော်ဘာသာရေးနဲ့ຫນွယ်ထားပါတယ်ဟုတ်အဲ့လောက်ကြည့်ရမဟုတ်ပါဘူးတကယ်တည်းဟိုတရုပ်ဆောင်တာဆိုတော့ item ပေါ့နော်တကယ်တမ်းဒီလိုလောက်တာမျိုးတော့မဟုတ်ပါဘူးအဲ့လိုမရှိဘူးကျွန်တော်ကြုံသလိုလေးပဲပေါ့ညင်ပတ်နေတင်နေပါဦးမဟုတ်ပါဘူးအဲ့လိုမျိုးပေါ့နော်ဟောအဲ့လိုတော့မဟုတ်ဘူးအမှန်တော့လည်းသူမနာပါဘူးကျွန်တော်ဆန်းဆန်းတင်းဖြစ်နေတာမတူကျင်လာတတ်တာပေါ့အဲ့လိုကျွန်တော်ကဆန်းဆန်းတင်းဖြစ်နေတာအဲ့လိုသူ့အတွက်လည်းမနာပါဘူးအမှန်ကတော့ဟုတ်တကယ်အထီတောင်လုပ်တဲ့အခါမှာကိုယ့်အတွက်ကိုပြီးတော့ကြောက်ရစရာဖြစ်သွားတာပေါ့ဒီကမှာကြောက်ဒါပေါ့ပြီးတော့ဟိုကိုနေတော့တခုဖြစ်မှာအဲ့လိုပေါ့ဗျာဘာမှမသိပါဘူးဗျာဒီနေ့စင်းနေရဒါတော့များတာတိတ်တာမရှိဘူးအဲ့ဒါတိုင်းဘေးနားမှာလည်းလူတွေအများကြီးကြည့်တော့ကြာကိုကြောက်မို့လို့တခြားလူတွေပါတိတိုက်သွားမှာပေါ့နော်ဟုတ်တယ်အဲ့ဒါလေးတော့ကိုကြီးနဲ့အမှတ်တရဆိုလို့ပြောပြတာဟုတ်အဲ့ဒါကျွန်တော်ကိုယ်တိုင် surprise ဖြစ်ရတာဗျကျွန်တော်တို့တရုပ်ဆောင်တော့မှကျွန်တော်တို့ကဒီလိုပဲဖတ်လိုက်ရတယ်အဲ့ဒါကတကယ်ကိုကြီးနဲ့ဒီ production ရဲ့တကယ်ဟိုလက်သီးပုံးကျိလိုက်တဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်ကိုယ်တိုင်တော့မှဟာဒီခန်းတွေကိုဒီလိုမျိုးစော်ထားလိုက်တာလားအဲ့လိုမျိုးဖြစ်သွားတာပေါ့ဟုတ်ကဲ့တော်တော်ပဲစိတ်ဝင်စားသွားကြတယ်ဟုတ်တယ်ကိုလည်းပြန်ကြည့်တော့ surprise ပြရတယ်ဟုတ်တယ်မြင်ရခဲ့တယ်ပြီးတော့ကိုဖုံးရှံကိုလည်းအဲ့လိုရောမဝစ်စုံကြီးနဲ့မြင်ရခဲ့တယ်မိလာတာမြင်ရတာပေါ့ဟုတ်
အဲ့ဒီကားထဲမှာဝတ်ထားတဲ့ဝတ်ခဲ့တဲ့အဲ့ဟိုဟာယူခဲ့တဲ့ဆိုင်ပေါ့နော်နန်းဒေဝီကပဲလုတ်ပေးထားတာပေါ့ ဆော့ပွားဆိုတော့ အဲ့လိုပဲပေါ့ဒါပေမဲ့ကျွန်တော်ကဟိုကျွန်တော်ထေဝါနိဗ္ဗာန်ကုံမှာလဲကျွန်တော်တို့ယူနီဖောင်းကရှမ်းပေါင်းမီဆိုတော့ရှမ်းပေါင်းမီကတော့ကျွန်တော်နဲ့တော့တိတ်မစိမ့်ဘူးဗျဟုတ်